ဒီသီးလေးကတော့ကွန်သီးလို့ခေါ်ပါလေဒီသီးလေးကတော့ကွန်သီးလို့ခေါ်ပါတယ်ခင်ဗျဒါကွန်သီးလေးကတော့ကျွန်တော်တို့ကွန်သီးလေးကတော့တစ်ပင်ပေါ်ကကြွေကြတဲ့ကွန်သီးလေးပါခင်ဗျာဒါပေမဲ့ကွန်သီးလေးဘယ်လောက်ကောင်းလဲဆိုတဲ့အကြောင်းကွန်သီးရဲ့အကျိုးကျေးဇူးလေးကြုံမှုတဲ့အတွေ့အကြုံလေးပြပြပေးခြင်းလို့ပါဒီကွန်သီးလေးကိုကျွန်တော်လိုလေးနဲ့ကတ်ကြီးလေးနဲ့ညှပ်ပြီးတော့လိုလေးခွဲလိုက်ပါမယ်ခင်ဗျာအဲ့ဒါလက်ဖိတ်တစ်ခွက်လောက်မှာလိုက်ဒီကွန်သီးလေးကိုဘာကြောင့်ရွှေတလူကနေကြောင်းဘာကြောင့်ပြောပြကျင်တာလဲဆိုတော့အေးမှာလိုက်မှာပြီးကွန်သီးရဲ့နံပြားကျိုးတူပုံကြီးပေါ့ဘာလို့ဆိုတော့ဒီကွန်သီးလေးနဲ့ပဲကျွန်တော်ယောဂချိုးသောယောဂလေးပျောက်ခဲ့ဘူးကိုယ်တိုင်လက်တွေ့ကိုပြောပြပေးတာပါတချို့ခံစားနေရတဲ့ဝေဒနာလေးတွေများတိုက်ဆိုင်မှုရှိလို့ရှိရင်လည်းယူသုံးလို့ရပါတယ်ဒါကွန်သီးလေးပါကွန်သီးလေးကိုအလိုလေးခွာပါတယ်ခင်ဗျဒီကွန်သီးလေးကဘာအကျိုးကျေးဇူးတွေကောင်းတာလဲဆိုတော့ကျွန်တော်လက်ပင်ညောညက်တယ်ထင်ပြီးတော့နောက်ကနေပြီးတော့လက်ပင်ညောကြပေါ့လက်ပင်ညောကြတော့တိုင်းစေုံလေးကျွန်တော်စေုံစေကန်နေအစုံမှာပဲကျွန်တော်ရောက်ခဲ့တယ်ခင်ဗျအနှိမ့်သေးတွေနောက်ပါပါလေတရုတ်အဆိုင်ဒီအစုံပါပဲခင်ဗျာကျွန်တော်ယောဂမတက်တာပဲဒါပေမဲ့ဒီနေ့ကျတော့အဘတယောက်နဲ့တွေ့တော့မင်းကြည့်ရတာစိတ်မတက်တာဘူးတဲ့ဘာဖြစ်နေလဲတဲ့အဲ့လိုမျိုးပြောတဲ့ခါကျတော့ကျွန်တော်ဒီလိုပဲအောင်ကျိုးညက်တာလားလည်းမသိဘူးအကျိုးတင်တာလားလည်းမသိဘူးဆိုတော့ဟိုဟာတော့မှအဲ့မှာဘာမှလုပ်နေတယ်ရောင်နေတဲ့မင်းလည်းကွန်ပင်ရှိလားကျွန်တော်မနက်ကကွန်ပင်သတိပေးလို့ကျွန်တော်အိမ်နာမှာတော့ကွန်ပင်ရှိတယ်ဟောကျွန်တော်အိမ်မှာတော့ကွန်ပင်ရှိတယ်ဒါပေမဲ့ကျွန်တော်အိမ်နာခြံလေးမှာတော့ကွန်ပင်ရှိတယ်ပေါ့နော်အဲ့ကွန်ပင်မှာကွန်ပင်ရှိတယ်ကွန်ဒီရှိရတယ်ကွာတဲ့အဲ့ကွန်ဒီကွန်ပင်မှာကွန်ဒီကြွေကြလာတဲ့ကွန်ဒီကိုကွာတဲ့ဈေးတိုင်းမှာသွားမဝင်နေတော့တဲ့ဈေးတိုင်းဟာတွေကသူကအခါထုတ်ပြီးသားတွေဖြစ်တယ်တဲ့အခါထုတ်ပြီးသားသူကပေါင်းပြီးသားတွေဖြစ်တော့စေဘက်မဝင်ဘူးတဲ့တစ်ပင်မောဒီအပင်မောကနေပြီးတော့ကြွေကြလာတဲ့ကွန်ဒီကိုတဲ့မင်းအုံးသီးလေးလိုပဲကွာတဲ့ခွန်လေးခွာပြီးလို့ရှိရင်တဲ့မင်းဖြစ်တဲ့နေရာကိုကွာတဲ့လိမ့်သမ်းမှာတဲ့ဖြစ်တဲ့နေရာကိုလိမ့်သမ်းတဲ့လိမ့်ပြီးလို့မင်း3လုံး2လုံး3လုံးမြောက်လောက်ဆိုရင်မင်းယောဂတကယ်ပျောက်သွားပြီတဲ့တကယ်လိမ့်ကြည့်ပါတဲ့အဲ့လိုမျိုးပြောတယ်ကျွန်တော်အားနဲ့အဲ့ဒီရင်ကတော့အဘမပြောခင်ကတော့ကျွန်တော်ကစေုံစေကန်ဘိုးထုကုအဲ့မှာတွေပုံရောက်ခဲ့တယ်နော်ဟာလေဘင်းကြီးအနေနဲ့ဆွဲတာတွေကျွန်တော်တို့ဟိုသူတို့ကုသမှုမျိုးစုံနဲ့ကုခဲ့တယ်ပေါ့နော်လုံးဝမတက်တာဘူးဒါပေမဲ့ဒီအပပြောတဲ့အတိုင်းလေးပဲကျွန်တော်ကွန်သီးလေးကိုကျွန်တော်ဒီလိုမျိုးလေးပေါ့နော်အဲ့လိုလေးခွာပြီးတော့မင်းတရက်ကို3ချိန်လိမ့်နေဒါပေမဲ့ကျွန်တော်ကရုံးသမားဆိုတော့ဗျာအလုံးလုံးနေရတဲ့ခါကျတော့တရက်3ချိန်လိမ့်ပြီးတော့အဆင်ပြေဘူးမနေ့တစ်ခါလိမ့်နေညပြန်ရင်တစ်ခါလိမ့်နေအဲ့လိုမျိုးအဲ့ကွန်သီးလေးကိုခွာပြီးတော့အဲ့လိုမျိုးလေးကိုကျွန်တော်ကြောက်ပြင်မှာတွေးပြီးလိမ့်တဲ့ခါကျတော့တစ်ခါလီကြလို့ရှိရင်ကျွန်တော်လက်ပြင်ရဗျအရင်နာတဲ့ခါကျတော့စားလဲရေးလို့မရဘူးအလုပ်လဲလုပ်လို့မရဘူးညအိပ်ရမှာကိုကြောက်လာတယ်တစ်ခါလီဆိုလို့ရှိရင်ကျွန်တော်ကလထိုင်မော်မှာပေါ့နော်အဲ့လိုမျိုးဟိုကလထိုင်နဲ့အိပ်ရတဲ့အချိန်ကြီးလည်းမမြင်အများကြီးပဲပြီးတော့ရှေ့မှာခုံလေးချပြီးတော့လက်လေးထောက်ပြီးတော့အိပ်ရတဲ့ညတွေလည်းအများကြီးပဲဒါပေမဲ့အဲ့ကွန်သီးလေးနဲ့ကျွန်တော်အဲ့လိုတွေးပြီးလိမ့်ပြီးတော့ခါကြတော့နည်းနည်းတိတာလာတယ်ဗျတိတာလာတယ်လုံးဝမခံနိုင်တဲ့နေ့ဆိုလို့ရှိရင်တော့ကျွန်တော်ထွန်းရွှေဝါဘိုးလေးနဲ့ထွန်းရွှေဝါပေါ့နော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်ရောပြီးလိမ့်နေဗျရောပြီးလိမ့်တဲ့ခါကျတော့တရက်နဲ့တက်တာလာကိုယ့်ကိုတက်တာလို့တက်တာမှန်တော့ဘယ်လိုပြောမလဲဗျာမိပြောက်ပေါ့ဗျာတကယ်လေအဖပြောသလိုပဲဗျကျွန်တော်နှလုံးမြောက်လောက်မှာတော်တော်ကိုတိတာကျွန်တော်ဒီလက်တွေမြောက်လို့လည်းရလာတယ်ဒီလက်ထုံးတာကျင်လာတွေလည်းအဲ့လိုမျိုးနည်းနည်းဟိုနေပျောက်လာတယ်ပေါ့ဗျာပျောက်လာတဲ့ခါကျတော့နောက်3လုံးမြောက်4လုံးမြောက်လည်းကြာတော့တကယ်ကိုဗျာကျွန်တော်အခုချိန်ထိဖြစ်ခဲ့တာဆိုလို့ရှိရင်နော်ကျွန်တော်ဟောပေါ့ဆိုလို့ရှိရင်4-5နှစ်လောက်ရှိပြီပြန်ပေါ်မလာတော့ဘူးဒါကွန်သီးရဲ့ကောင်းကျိုးလေးကိုကျွန်တော်ပြောပြတာပါခင်ဗျာလိုတဲ့လူများရှိရင်